ကျွန်တော်ဒီနေ့ PID controller တွေက P တစ်ခုတည်းဝယ်ယူပြီးတော့ Arduino ထဲမှာ join လုပ်ပြမယ်။ P controller ရဲ့ဒီမူလ equation ကကျွန်တော်တို့ error ကိုရင်ရှာပေးရမယ်။ပြီးသွားရင် target RPM တွေကနေ current RPM ကိုနှုတ်ပေးရမယ်။ target RPM ဆိုတာကကျွန်တော်တို့လိုချင်တဲ့ desire ဥပမာ200 RPM ကျွန်တော်200 RPM မှာလဲချင်တယ်ဒါ target RPM current RPM ဆိုတာကမော်တာအခုလက်ရှိရောက်နေတဲ့အချိန်ဥပမာ150ရောက်နေတယ်ဆိုရင်200ရဲ့150ကိုနှုတ်ရင်50 RPM ကအဲ့ဒါက error အဲ့ဒီ error ကိုကျွန်တော် join လုပ်မဲ့ KP တန်ဖိုးနဲ့မြှောက်ပေးလိုက်လို့ရှိရင်ကျွန်တော်တို့ P controller ကိုရအမှတစ်ခုပြောစရာရှိတာက base PWM ကျွန်တော်ကုတ်ထဲမှာတုံးလာတယ် base PWM ကို60ဆိုပြီးတော့အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ရဲ့အခုတုံးတယ်37 RPM မော်တာ friction နဲ့အရန်များတယ်အဲ့ဒါကြောင့် password modulation နည်းနည်းလေးနဲ့တော့မလဲနိုင်ဘူးဥပမာ password modulation 10ထားတယ်မလဲဘူး20ထားတယ်မလဲဘူး50ထားတယ်မလဲဘူး60မှလဲကျွန်တော်စမ်းပြီးတော့အဲ့ဒီစမ်းတဲ့ဗီဒီယိုကိုကျွန်တော်နောက်ထပ်ဗီဒီယိုမှာထပ်လုပ်ပြမယ်အဲ့တော့ password modulation အနည်းဆုံး60 RPM မှာသူကစလိုက်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်က P controller ထဲမှာကျွန်တော်ရေးတဲ့ကုတ်ထဲမှာဒီ KP error နဲ့မြှောက်တဲ့ထဲမှာ base PWM 60ကိုပါကျွန်တော်ထည့်ပြီးတော့ပေါင်းထည့်ပေးလိုက်ဆိုလိုချင်တာက KP နဲ့ error 0မြှောက်လို့0ရရင်လည်းpassword modulation အနည်းဆုံး60ထွက်မယ်မော်တာလဲကိုလဲရမယ်အဲ့ဒါကိုပြောချင်တာအဲ့ဒီမှာကုတ်ထဲမှာတော့ integer ပါကျွန်တော်ထည့်ထားပေးတယ် integer ဆိုတာက gain ပြည့်လို့ရှင်လို့ဓမ္မ gain မလို့ရှင်တဲ့အတွက်ကြောင့်ကျွန်တော် integer လို့ထည့်ထားပေးတာကျွန်တော်ရေးတဲ့ကုတ်ထဲမှာ simple time ကို100 millisecond ထားတာပဲအဲ့100 millisecond ဆိုတာကအရေးကြီးတယ်ဗျကျွန်တော်တို့ဒီ encoder ကနေပြီးတော့နေဒီ pass တွေက100 millisecond တိုင်းမှာထုတ်ပြီးတော့ motor လဲလာတယ်အဲ့ simple time ကိုချိန်ကြည့်လို့ရတယ်အဲ့ simple time ကအရင်ကြီးသွားတယ်ဆိုရင်ဥပမာ1 second မှာဆိုရင်တစ်စက္ကန့်နေမှာတစ်ခါဖတ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့မော်တာဝူးတစ်စက္ကန့်ပြီးတော့ပြန်ကြမယ်ဝူးပြန်ကြဝူးပြန်ကြမငြိမ်တော့ဘူးဗျာဒါလို့အရန်ငယ်လို့ရှိလို့ရှိရင်လည်းမော်တာကအရန်ဟို speed ခုနမြန်ပြီးသွားတာဖြစ်တော့ noise တွေဖြစ်လာဝူးနဲ့ noise တွေဖြစ်ပြီးတော့မော်တာတုံခါလာအဲ့တော့ကျွန်တော်စမ်းကြည့်တာတော့ကျွန်တော်မော်တာမှာတော့100 millisecond ကအဆင်ပြေဆုံးပဲခင်ဗျားတို့စမ်းတဲ့အခါမှာလည်းခင်ဗျားတို့ simple time ကိုဒီချိန်ညှိပြီးတော့လိုအပ်တဲ့တင့်တော်တဲ့ value တစ်ခုကိုရွေးပြီးတော့သုံးသင့်ကျွန်တော်အရှိကဗီဒီယိုမှာပြောခဲ့တယ် Arduino က RPM တွေ speed တွေ position တွေကိုနားရတာမဟုတ်အဲ့တော့ Arduino က speed တွေ position တွေ RPM တွေကိုနားရတာမဟုတ်ကျွန်တော်တို့က CPR တန်ဖိုးကိုသိမယ်ဆိုရင်အဲ့ဒီ CPR က Arduino နားလဲအောင်အဲ့ဒါကြောင့်ပဲကျွန်တော်တို့က CPR တန်ဖိုးကိုရှာခဲ့တယ် RPM value ရှာဖို့တော့ကျွန်တော်ကုတ်ထဲမှာ RPM value ရှာဖို့တော့သုံးထားတဲ့ equation က C into time by CPR C ဆိုတာက encoder ရတဲ့တန်ဖိုးကိုပြောတာဒီ6000 by dt ဆိုတာက6000ဆိုတာက1 minute 6000 millisecond ရှိတယ်1 minute မှာ dt ကကျွန်တော်တို့အရှိမသတ်မှတ်ထားတဲ့ simple time နဲ့စားမယ်ပြီးသွားရင်ကျွန်တော်ရှာလာတဲ့ CPR နဲ့စားလိုက်ရင်RPM တန်ဖိုးရနောက်တစ်ခုကကျွန်တော်ရဲ့ circuit diagram ဒီ circuit diagram မှာကျွန်တော်တစ်ခုမှားချင်တာကကုန်းလုံး ground ချဖို့မမေ့ပါနဲ့Arduino ရဲ့ ground နဲ့ motor driver ရဲ့ ground နဲ့ချိန်ပြီးတော့ command ground ချဖို့မမေ့ပါနဲ့ကျွန်တော်ရဲ့ GitHub ဒီ Electron Lab ဆိုတဲ့ GitHub ကောက်ထဲမှာဒီ LAN PID using Arduino ဆိုတဲ့ folder ထဲမှာ P controller ဆိုတဲ့ code ရှိတယ်။အဲ့ code ကိုယူပြီးတော့စမ်းကြည့်လို့ရတယ်။ copy လုပ်ပြီးတော့စမ်းကြည့်လို့ရတယ်။ Okay ဒီ code မှာဆိုရင်ကျွန်တော်ဒီမှာ KP ကို10ထားရတယ်။10နဲ့စပြီးတော့ကျွန်တော်စမ်းကြည့်မယ်။ base PWM 60ကျွန်တော်အဲ့ဒါပြောပြီးတော့ပြီ။ CPR တန်ဖိုးပါညာပြောပြီးတော့ပြီ။ကျွန်တော်တို့ဒီကောင်ကို upload လုပ်လိုက်မယ်။ Arduino ထဲ upload လုပ်လိုက်မယ် upload လုပ်ပြီးသွားလို့ရှိရင် okay မှာပြီးသွားရင်ကျွန်တော် serial plotter ကိုဖွင့်လိုက်မယ် okay ပြီးသွားရင်ကျွန်တော်တို့power ဖွင့်လိုက်okay ကျွန်တော်ရက်လိုက်မယ်ဒီကောင်ကအခုစက်ခွန်ကြော်လေးမှာသူကလဲနေတယ်ကျွန်တော်စက်1ကိုမရောက်သေးဘူး20ကိုမရောက်ပဲနဲ့ဒီစက်ခွန်နဲ့တရမ5ဝန်းကျင်လောက်မှာမော်တာညိနေတယ်ကျွန်တော် KP ကိုထပ်ပြီးတော့တိုးပြီးတော့ပြင်မယ်ကောင်ပိတ်လိုက်မယ် KP ကိုကျွန်တော်20လောက်ထားလိုက်မယ်20ကနေ3 20လောက်ထားကြည့်ရစမ်းကြည့်မယ် upload လုပ်လိုက်မယ်ကျွန်တော်တို့20 KP 20ထားလိုက်တယ်ဒီမှာ serial plotter ဖွင့်ပြီးတော့စမ်းကြည့်မယ်
ပေါဖွင့်လိုက်မယ်အခုသူက subquite နာကိုကတ်လာတယ်ပို့ပြီးတော့အစားက9.5ကနေ 18.5 တက်လာတယ်ကျွန်တော်10စားလောက်တင်လိုက်ပြင်မဲ့လေ10တိုးလိုက်ပြင်မဲ့လေ 19.5 နဲ့ 18.5 အရင်အပေါ်မတက်နိုင်တော့ဒါပေမဲ့ကျွန်တော်ထပ်ပြီးတော့ကျွန်းထပ်လုပ်ကြည့်မယ်သူ KP ကို30လောက်ထားလိုက်မယ်30လောက်ထားပြီးတော့ upload လုပ်လိုက်KP 30မှာဆိုတော့ကျွန်တော်တို့ serial plotter ဖွင့်လိုက်မယ် KP 30မှာဘယ်လိုဖြစ်လာပေါအောင်ဖွင့်လိုက်မယ်သူက overshoot တစ်ချက်ဖြစ်သွားတယ်ပြီးတော့19နဲ့19လောက်မှာသူကငြိမ်သွားတယ်အဲ့တော့စိတ်အဲ့ဒါ1လောက်ရှိနေတယ်ကျွန်တော်အခုမှ 18.5 အုပ်19တက်လာတယ်အဲ့တော့10တိုးလိုက်တာတော့မှအများကြီးမတက်နိုင်တော့ဘဲနဲ့နည်းနည်းလေးပဲရွေးလာတဲ့အတွက်ကြောင့်ကျွန်တော်တို့ကထပ်ပြီးတော့ KP တန်ဖို့အကြီးပြရလို့ရှိလို့ရှိရင် oscillation နဲ့ဖြစ်ပြီးတော့ motor ရမ်းခါသွားတယ်အဲ့တော့ကျွန်တော်တို့ကion ကိုသုံးတဲ့ချိန်ရောက်ပြီ ion controller ကိုထပ်ပြီးတော့ပေါင်းထည့်မယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော် ion controller ကိုပေါင်းထည့်ပြီးတော့ join ထပ်လုပ်ပြမယ်so see you next video